သစ္စာတရားနဲ့အိမ်မက်အသင်းငယ်မွေးချံပေါက်ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့လာပေါင်းများစွာစောင့်ကြည့်ပြီးနောက်မှာတော့လီဗာပူးပရိသတ်တွေတီးလိုက်ရတာကရီယယ်မက်ဒရစ်ကိုအာနုပြောင်းရွှေ့ဖို့နီးစပ်နေတယ်ဆိုတာပါပဲ။တက်26နှစ်အရွယ်လီဗာပူးမြို့သားအာနုဟာလီဗာပူးအသင်းနဲ့စာချုပ်သက်တမ်း3လသာကျန်ရှိတော့ပြီးလာမယ့်နွေရာသီမှာပြောင်းရွှေ့ခြင်းအလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်ပြည်ပကလပ်တွေနဲ့လွတ်လပ်စွာသွင်းခွင့်ရနေတာပါ။ရီယယ်မက်ဒရစ်နဲ့အာနုကြားမှာသဘောတူညီမှုမရသေးပေမဲ့သဘောတူညီမှုရဖို့အရန်ကိုနှိစက်နေပြီးတော့ BBC ကဖော်ပြခဲ့ပါတယ်။တကယ်လို့သဘောတူညီမှုရခဲ့မယ်ဆိုရင်လီဗာပူးကယ်ရီမီကိုအသက်6နှစ်ကလေးကရောက်လာပြီးပရီးမီးယားလိဂ်ချန်ပီယံလိဂ် FA ဖလားဥရောပစူပါဖလား FIFA ကမ္ဘာ့ကလပ်ဖလားနဲ့လိဂ်ဖလားတွေကိုရယူထားတဲ့အာနုဟာနွေရာသီမှာရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ကိုအာနုပြောင်းရွှေ့ဖို့နှိစက်နေပြီဆိုတဲ့သတင်းထွက်လာပြီးတဲ့နောက်မှာလီဗာပူးပရိသတ်တွေရဲ့တုံ့ပြန်ပုံကပြင်းထန်ပါတယ်။အချို့လီဗာပူးပရိသတ်တွေဆိုရင်အာနုကိုဆဲဆူဆော်ကားတာတွေရှိသလိုအာနုရဲ့ဂျာစီကိုမီးရှို့နေတဲ့ဗီဒီယိုတွေလည်းလူမှုကွန်ရက်တွေမှာတက်နေတာပါ။တချို့လီဗာပူးပရိသတ်တွေကအသင်းအတွက်အာနုလုပ်ပေးခဲ့တာတွေကိုဂရုမစိုက်တော့ပဲသူ့ကိုဒုတိယအသင်းခေါင်းဆောင်ရာထူးကနေဖယ်ရှားဖို့နဲ့ပရီးမီးယားလိဂ်ဖလားရရင်တောင်အာနုကိုအသင်းနဲ့အတူအောင်ပွဲခံခွင့်မပေးဖို့တောင်းဆိုခဲ့ကြတယ်။တချို့ကအာနုကိုရာသီလက်ကျန်ပွဲတွေမှာလုံးဝမသုံးနဲ့တော့လို့ဆိုကြတယ်။တချို့ကအာနုကိုလီဗာပူးပရိသတ်တွေကိုနှုတ်ဆက်ခွင့်မပေးနဲ့သူ့ကိုအန်ဖီကွန်းထဲတောင်ဝင်ခွင့်မပေးနဲ့လို့တောင်ဆိုကြတယ်။အာနုရဲ့ဆုံးဖြတ်ချက်လေးတစ်ချက်အပြောင်းမှာအချစ်အမုန်းရိုက်ခတ်မှုတွေကအတော်လေးကြီးမားပြီးအခုလိုဖြစ်ကုန်တာပါ။1999မှာလီဗာပူးကနေရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ပြောင်းရွှေ့ဖို့တဲ့အင်္ဂလန်ကွန်းနယ်လူဟောင်းမက်မာနာမန်ကဒါကတရားမျှတမှုမရှိပါဘူး။တကယ်လို့ဗန်ဒိုက်တို့ဆာလာတို့သာအသင်းကနေထွက်ခွာမယ်ဆိုရင်အသင်းရဲ့အမှားလို့ဆိုကြမှာဖြစ်ပြီးအာနုထွက်သွားမယ်ဆိုရင်တော့အာနုရဲ့အမှားလားအသင်းရဲ့ငယ်မွေးချံပေါက်ကစားသမားတယောက်အနေနဲ့လီဗာပူးအတွက်သူလုပ်ပေးခဲ့တာအရန်ကောင်းပါတယ်သူရဲ့ဂုဏ်ချက်တီကအများအားတည်ရှိနေဖို့ကျွန်တော်မျှော်လင့်ပါတယ်လို့ဆိုပါတယ်တချို့ကတော့အာနုအနေနဲ့ရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာကစားသမားဘဝမှာနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်သူ့ကိုယ်သူတွန်းအားပေးခဲ့တာလို့ဆိုကြတယ်ကဘာကျော်စပိန်အားကစားကလောင်ရှင်ဘလာဂေါ့ကအာနုကဘလွန်ဒီယောဆုရယူဖို့ရည်မှန်းထားတာပါသူအနေနဲ့ကွန်ဖော့ဇုံကနေထွက်ပြီးပြည်ပကိုထွက်ကစားမယ်ဆိုရင်အကောင်းဆုံးဖြစ်တန်ဆွမ်းကိုထုတ်ယူနိုင်မယ်လို့ထင်ပါတယ်သူကကဘာကြီးကိုအောင်နိုင်ခြင်းသူပါဒါကလေးစားစရာကောင်းပါတယ်ခင်ဗျားအနေနဲ့ကိုချင်းစာစိတ်ရှိမယ်ဆိုရင်မျိုးချစ်တာတွေကိုမေးလိုက်ပါပြီးတော့အာနိုးအတွက်လက်ခုပ်တီးပေးလိုက်ပါလို့ဆိုခဲ့တယ်လီဗာပူးဟာနီးပြအနစ်စလော့ရဲ့ပထမဆုံးရာသီမှာပဲပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူဖို့အခြေအနေကောင်းနေပါတယ်ဒါပေမဲ့ကွင်းတွင်းမှာရောကွင်းပြစ်မှာပါလီဗာပူးအတွက်အဆအဆရရချောမွေ့နေတာတော့မဟုတ်ပါဘူးလီဗာပူးအသင်းမှာ2022ကစပြီးဒရိုက်တာအပြောင်းလဲ၄ချိန်ထိဖြစ်ပေါ်ခဲ့ပါတယ်အခုအာနိုဆာလာဗန်ဒိုက်တို့ရဲ့စာချုပ်ကနောက်ဆုံး3လအတွင်းကိုဝင်ရောက်လာပြီဖြစ်ပါတယ်ပြီးတော့ဒီရာသီကအထူးသဖြင့်အာနိုအတွက်ပိုပြီးဖိအားများတဲ့ရာသီလည်းဖြစ်ပါတယ်ဆာလာနဲ့ဗန်ဒိုက်တို့ကသူတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဖွင့်ပြောလို့ရှိပေမဲ့အာနိုကတော့တမင်တကာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ဖွင့်ဟခဲ့ခြင်းမရှိပါဘူးအာနိုဟာဒီရာသီပရီးမီးယားလိဂ်29ပွဲမှာ26ပွဲအထိပွဲထွက်ကစားခွင့်ရထားပြီး6ပါဝင်ပတ်သက်မှု10ကြိမ်ပြုလုပ်ထားပါတယ်ရာသီစတုန်းကတော့အာနိုရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတိတ်ပြီးအတံထွက်ခဲ့ပါဘူးဒါပေမဲ့မန်ယူနဲ့တည်ကြပြီးပွဲပြီးမှဆွမ်းဆောင်ရည်နေပါခဲ့တာကြောင့်အာနိုဟာလီဗာပူးပရိသတ်တွေရဲ့ပြစ်မှတ်ထားခြင်းကိုခံခဲ့ရတာပါလီဗာပူးအသင်းလီဗာပူးမြို့နဲ့အာနိုရဲ့ဆက်နွယ်မှုကနဲ့ဆိုင်တယ်အာနုက Sky Sport နဲ့အင်တာဗျူးမှာလီဗာပူးအသင်းနဲ့အတူချန်ပီယံလိဂ်ဖလားကိုနောက်တစ်ချိန်ရယူဖို့တဲ့ဘလွန်ဒီယောဆုကိုပိုလိုချင်တယ်ဆိုပြီးပြောဆိုခဲ့လို့လီဗာပူးပရိသတ်တချို့ရဲ့မေးခွန်းထုတ်ခြင်းကိုခံခဲ့ရတယ်။လီဗာပူးပရိသတ်တယောက်အနေနဲ့ပြောရမယ်ဆိုရင်မင်းကပျက်စီးမဲ့အကောင်ပဲ။လီဗာပူးမှာမင်းရခဲ့တာတွေကမင်းအတွက်ကိစ္စဆုံးပဲ။ကျွန်တော်တို့ကသူ့ကိုလီဗာပူးလို့သတ်မှတ်ခဲ့ကြတယ်။ဒါပေမဲ့သူကရီယယ်မက်ဒရစ်ကိုသူ့ရည်မှန်းချက်အသင်းလို့သတ်မှတ်လိုက်တယ်။ဒါကိုကျွန်တော်တို့လက်မခံနိုင်တာပါလို့လီဗာပူးပရိသတ်ရုတ်ကင်ကဆိုပါတယ်။ဒီရာသီမှာအာနိုရဲ့ဆွမ်းဆောင်မှုတွေကအသင်းရဲ့ဝါရင်ကစားသမားတွေဖြစ်တဲ့ဆာလာနဲ့ဗန်ဒိုက်တို့လိုတသမတ်တီးမရှိတော့ပါဘူး2019-18ရာသီကစားပြီးဥရောပထိပ်သီးလိဂ်၅ခုမှာအာနိုထက်ဂိုးဖန်တီးမှုနဲ့အခွင့်အရေးဖန်တီးမှုပိုလုပ်နိုင်တဲ့နောက်ခံလူမရှိပါဘူးပြီးတော့2019-18ကစားပြီးပြိုင်ဖက်6ဧရိယာထဲကိုအာနိုထက်ဘောလုံးပေးပို့နိုင်တဲ့ကစားသမားမရှိပါဘူးဒီရာသီပရီးမီးယားလိဂ်မှာပြိုင်ဖက်တွေရဲ့လိန်ခေါက်ကျော်ဖျက်ခြင်းခံရမှုအများဆုံးကစားသမားဖြစ်အာနို53ကြိမ်ရပ်တည်နေပါတယ်လီဗာပူးကနေအာနိုထွက်ခွာမယ်ဆိုရင်ပြောနေသူတူကတော့ရှိပါလိမ့်မယ်သူကတော့လီဗာပူးကယ်ရီမီထွက်သူဖြစ်တဲ့ညာတောက်ခါကစားသမားကော်နာဘရက်ဒလီပါပဲဘရက်ဒလီဟာရဲရင်းတဲ့ဆွမ်းဆောင်မှုတွေနဲ့အတူလီဗာပူးပရိသတ်တွေရဲ့နှလုံးသားထဲဝင်ရောက်လာသူဖြစ်ပြီးအာနိုရဲ့နေရာကိုဖြည့်ပေးနိုင်မယ်လို့လီဗာပူးပရိသတ်တွေကယုံကြည်ကြပါတယ်
ရီယယ်မက်ဒရစ်ကိုအာနိုပြောင်းရွှေ့မဲ့ကိစ္စနဲ့ပတ်သက်လို့ပရိသတ်တွေရဲ့အမြင်ကတော့အမျိုးမျိုးရောရှက်နေပြီးတချို့ကအာနိုဟာလီဗာပူးအတွက်အရာရာပေးဆက်တဲ့ကစားသမားလို့ဆိုနေကြသလိုအချို့ကတော့အာနိုကရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့အတွက်လီဗာပူးကိုခုတုံးအဖြစ်အသုံးချသွားတယ်လို့ဆိုကြတယ်တချို့ကလည်းအာနိုကိုအခုလိုအခြေအနေထိရောက်ခံခဲ့တဲ့လီဗာပူးအသင်းတာဝန်ရှိသူတွေကိုပဲအပြစ်ဖို့ကြတယ်အာနိုအနေနဲ့သူ့အနာဂတ်ကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့မကြာခင်မှာတိတိကျကျသိရတော့မှာဖြစ်ပြီးတစ္ဆာတရားကိုဖတ်တွေ့မလားအိမ်မက်တွေနောက်ကိုလိုက်မလားဆိုတာကတော့